လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောသို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုစိတ်တော့ကရှိလို့တယောက်တည်းမနေနိုင်ဘူးရမျိုးတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာတယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြနှစ်ယောက်အတူနေပေမဲ့လို့ကြောချင်းပေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်မိသားစုတဲမှာကိုရှိတယ်ညနေချင်းဆိုင်ပြီးတော့တောင်စကားမပြောနဲ့နှစ်ယောက်အတူနေတာလည်းရှိကြတယ်ဘယ်လိုအတွေးနဲ့ဘယ်လိုနေကြသလဲတော့မသိဘူးနော်တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူးနေတော့နှစ်ယောက်အစမြပြေတဲ့ဘဝမှာနှစ်ယောက်နေလာကြတော့ငြိမ်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာမရှိနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှမ်းဖြစ်ကြတယ်နိုင်ငံခြားလူတွေလည်းဒီတိုင်းပဲမထူးဗမာတွေဗုဒ္ဓဘာသာတွေမှမဟုတ်နိုင်ငံခြားလူတွေလည်းတယောက်တည်းနေခြင်းလိမီအလုံးလို့ဩတာသူတယောက်တည်းနေမဲ့လိမီအလုံးဆိုပြီးတော့တယောက်တည်းနေပြန်တော့လည်းလုံးလေးဖြစ်တယ်ကြောက်ပြန်တယ်လုံးလေးဖြစ်လာတော့ဘာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာတယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နှစ်ရက်သုံးရက်လောက်ပဲဆင်ပြေတယ်နောက်ရက်ကျဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲအဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတဲ့တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာရသော်ရလက်ထက်တော့ရသော်ရတော့တရားထွေးနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက်နေလို့တူနဲ့တူနဲ့အဆင်ပြေလို့ဆုံးမဩဝါဒတွေရလို့အကူအညီရလို့ဆိုရင်တယောက်နေတာအဆင်ပြေတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်တခါတော့မြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာရှေ့မျောကြည့်လိုက်တယောက်မှမရှိနောက်လက်ကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့ထိုင်ရင်တဲ့နေရာထိုင်လို့ရတယ်ထိုင်ရင်တဲ့နေရာလည်းထိုင်လို့ရတယ်ထိုင်ခြင်းသလိုလည်းထိုင်လို့ရတယ်ကိုမြင်မဲ့လူတယောက်မှမရှိဘူးလို့ဆိုလွတ်လပ်မှုရဲ့အရာကိုဖော်ပြတာတယောက်တည်းနေလို့ရှိရင်ဘယ်သူနဲ့စကားများအောင်မလို့ဘယ်သူနဲ့မှမများကြမရှိတော့ကိုတယောက်တည်းအေးချမ်းတယ်တယောက်တည်းနေရတဲ့အရာကိုရသော်ဘုရားရဲ့တပည့်တွေကပထမဆုံးတာဝကကြီးရှင်ကွန်းတေညဆိုတယောက်တည်းနေတော့နော်တပည့်ဆက်တရားဟောတော့ကတော့သစ္စာဝဂီ၅ပါးအတူနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာရှင်ကွန်းတေညတယောက်တည်းနေဘယ်သူနဲ့မှမတွေ့ရတဲ့နေရာသွားနေဘယ်သွားနေတော့ဆိုရင်ဟိမဝတ္တတောင်ခြေကတောင်တန်းထဲမှာသတ္တတ္တဆိုတဲ့ရေအိုင်ကြီးရှိတယ်အဲ့ဒီသတ္တတ္တရေအိုင်ကြီးနားမှာတော်ရညောင်းလေးနဲ့နေတယ်တပါးတဲ့